လို့ကြော်ရရှင်လာနိုင်အခုလည်းခေါ်ရလေငါ့အော်ငါလည်းနေအားကြော်တွေ့ရင်လို့လားဒီနေ့ပါစားမလဲโอเคအဲ့ဒါဒါနေ့ပေါ့ရတော့စားကောင်းလား Nice. အဲ့တော့ cheesy shake က cheesy drip ကနဲ့စားမယ်ဟုတ်လားမွေးဘယ်လိုပုံစံအမရောမငါနဲ့မထည့်ရတယ်ဟောအီဒီယန်လေးနဲ့စားမှာโอเคထည့်လိုက်ထည့်ပြီထည့်အကုန်ထည့်ရတယ်မစားနိုင်ကြလို့ရပါပြီထည့်ပြီမှာဒီတော့တို့များဝေးပပနိုဆက်စားမယ်မလေးထိုးရโอเคထိုးလိုက်ရပြီရပါစားမလေးဒါလေးနဲ့စားရတော့ cheesy dip ကောင်းအဲ့ဒါက cheesy shake ကောင်းရအမောင်းလဲဒါရတို့စားကြည့်မယ်အဲ့ဒီလည်းမဟုတ်ဘူးဘာလဲတို့စားပေါ့ရောနေရောတော့အဲ့လိုရောတော့မှစားလို့ကောင်းတယ် cheesy shake ကကြတော့လေကဲရောတော့မှစားလို့ကောင်းဘယ်နဲ့စားလိုက်အောင်မင်းတို့ဘိုင်